အဖွားကမိုက်ပုံထဲမှာတောက်ပနေတဲ့ရွှေရောင်တွေတကောင်ကိုတွေ့ပြီးမြန်မြန်ကောက်ယူလိုက်သည်ဒါပေမဲ့လောဘကြီးတဲ့အဖိုးကအဖွားစီကရွှေရောင်တွေကိုလူယူပြီးပြေးသွားသည်အဖွားကစိတ်မကောင်းဖြစ်သွားပြီးအနီးမှာရှိနေတဲ့တန်မွေတကောင်ကိုကောက်ယူသွားသည်အခြားဘက်မှာတော့အဖိုးကအိမ်ပြန်ရောက်ပြီးအလွန်ပျော်ရွှင်စွာကောက်ခုန်နေပြီးရွှေရောင်တွေကိုရောင်းဖို့အတွက်လက်ဝတ်ရတနာဆိုင်ရှင်နဲ့ဖုန်းပြောနေသည်ထိုအချိန်မှာရွှေရောင်တွေကတဖြည်းဖြည်းအလွန်ကြီးလာပြီးသူ့ပါးစပ်ထဲကနေငွေတွေအများကြီးထွက်လာစတင်သည်ဒီကိုမြင်ပြီးအဖိုးကကြောက်လန့်ပြီးအနေအားအနှံ့ပြေးလွှားနေသည်အခြားဘက်မှာတော့အဖွားကစိတ်မကောင်းဖြစ်နေပြီးတန်တွေကိုယူကာသွားနေသည်ထိုအချိန်မှာတန်တွေကအသက်ဝင်လာပြီးအဖွားကိုမော်တကားတစ်ခုပေးသည်အဖွားကအံ့ဩသွားပြီးတကားကိုဖွင့်ကြည့်လိုက်ရာအတွင်းမှာရွှေငွေနှင့်ဒိုင်ယာမန်များအများကြီးရှိနေသည်ကိုမြင်ရသည်ဒါကိုမြင်ပြီးအဖွားကပျော်ရွှင်စွာကောက်ခုန်နေသည်အဖွားတယောက်ဟာပင်လယ်ထဲမှာရေကူးနေစဉ်တောက်ပလင်းလက်နေတဲ့ဒိုင်ယာမန်ဒေါ်ဖင်တစ်ကောင်ကိုတွေ့ပါတယ်အဖွားကအဲ့ဒီဒေါ်ဖင်ကိုယူပြီးအိမ်ကိုခေါ်လာပါတယ်အဖွားကဒေါ်ဖင်ကိုအရန်ဂရုစိုက်ပြီးနေတိုင်းအစာကျွေးပါတယ်တနေ့တော့ဒေါ်ဖင်ကများစွာကြီးထွားလာပြီးအဖွားကိုဒိုင်ယာမန်တစ်လုံးပေးပါတယ်အဖွားကအဲ့ဒီဒိုင်ယာမန်ကိုယူပြီးရွှေသမားစီကိုသွားပါတယ်ရွှေသမားကအဲ့ဒီလိုတကယ်တန်ဖိုးရှိတဲ့ဒိုင်ယာမန်ကိုမြင်ပြီးအလွန်အံ့ဩသွားကအဖွားကိုငွေများများပေးပါတယ်ဒါပေမဲ့အဖွားကလောဘကြီးလာပြီးဒိုင်ယာမန်တစ်လုံးနဲ့တောင်ဒီလောက်ငွေရခဲ့ရင်ဒိုင်ယာမန်နဲ့ပြုတ်လုပ်ထားတဲ့ဒေါ်ဖင်တစ်ကောင်လုံးကိုရောင်းလိုက်ရင်ဘယ်လောက်တောင်ရမလဲလို့စဉ်းစားပါတယ်အဲ့ဒီလိုစဉ်းစားပြီးနောက်တစ်နေ့မှာအဖွားကဒိုင်ယာမန်ဒေါ်ဖင်ကိုရွှေသမားစီရောင်းလိုက်ပါတယ်ရွှေသမားကလည်းအဖွားကိုထရက်ကားတစ်စီးပြေးလောက်အောင်ငွေတွေပေးလိုက်ပါတယ်